ပုံစံလေးတဲ့မှာတက်လေးတွေကွဲနေတယ်ဖန်ခွက်ကလေးတဲ့မှာလွယ်လေးတွေထဲကရဲ့အရှုံးသမားလေးမော့တောက်နေတယ်ဘယ်ရတဲ့ကွယ်ဩဒီမှာတစ်တော့ရိုက်နေတာလေရိုက်ပေဦးရော့ရိုက်ပေဦးခမရဗျာဖောင်းကတောက်ထိုးကြည့်လေတောက်ထိုးကြီးဘယ်လိုလုပ်တာဩငါမဖုံးမသိတာငါဆယ်လေးဖြစ်ချင်တာပဲသိတယ်တက်တော့ရိုက်နေပြီဖောင်းဘုံတော့ထိုးရိုက်လည်းပဲတစ်တော့ရိုက်လို့ရတယ်လူပုံပေါ်တယ်ဘုံတော့ထိုးဖြစ်တော့လူတော့ထိုးဖြစ်တော့မကောင်းဘူးလားလူကတောက်ထိုးဖြစ်မလားဗျာသူကပဲရိုက်ပြီမယ်ပုံစံလေးတဲ့မှာတက်လေးတွေကွဲနေတယ်ဖန်ခွက်ကလေးတဲ့မှာလွယ်လေးတွေထဲကရဲ့အရှုံးသမားလေးမော့တောက်နေတယ်ခမရလေဗျာတို့မူးနောက်နေပုံစံလေးတဲ့မှာတက်လေးတွေကွဲနေတယ်ဒါမျိုးဖြစ်နေအဲ့ဒီလိုဖြစ်လို့မလို့မြို့တက်ပြီးတော့ဖုံးဝယ်ပေးပါလို့အခါခါပြောနေတာလေပတ်စံမရှိပါဘူးစမပဲညီးပြန်ပြီပတ်စံဖုံးဝယ်ခိုင်းတယ်ပတ်စံမရှိဘူးနဲ့ညီးနေမရှိတော့မရှိဘူးပြောလေမရဘူးငွေရှားပြီးတော့တခါတည်းဖုံးတက်ဝယ်ပေးတစ်တော်လေးဆော့ပါတယ်ဒီဖုံးကလည်းဘလို့ဖြစ်နေမှန်းကိုမသိတာဖုံးကလည်းတကယ်ပြောတာဟဲ့စက်ကဟန်းနေဘလို့မှဆော့လို့လည်းမရဘူးစိတ်ပြက်လာဒီဖုံးနဲ့တော့ဒီဖုံးကလည်းဘာဖြစ်နေရပါလဲရိုက်နေကိုပဲကမယ်ကြရင်စက်ကဟန်းခက်လိုက်တာဟဲ့ငမလာသားငါ့ကိုဒီမှာတစ်တော့လာရိုက်ပေးစမ်းစက်ကဟန်းနေငါဘလို့မှလုံးလို့ကိုမရဘူးဒီမှာကိုရီးယားဇာတ်လမ်းတွေကကောင်းနေတဲ့ဟာကိုသူကလည်းတစ်မျိုးတစ်တော့ဆော့တာလေလာပါဟဲ့နင်တို့ကလည်းပဲတစ်ခါတလေလေးခိုင်းနေကဲဖေဖုံးဖေးရလေဖေလို့စမ်းမဖုံးလွတ်ကြပါမယ်ကျမရဲ့တဲ့ရွယ်ကလေးလေးမဟုတ်ရင်တပုံကြီးပါလာမယ်တဲ့ရွယ်ရှင်ရောမွေးဘုံကြီးပါလာမယ်ရပြီလားဟဲ့နိုင်လို့မရတော့ဘူးဘာလို့တာလဲမသိဘူးစက်ကလည်းဟန်းနေတယ်ခိုင်းလိုက်လို့ရှိရင်အဲ့ဒီတိုင်းကြည့်ပဲစက်ကလည်းဟန်းနေရပဲမာရဒီဖုန်းနဲ့တက်တော့ဆန်နေဘယ်လိုဆက်လေးဖြစ်မှာလဲစိတ်ပြင်းညစ်ပါတယ်ကမယ်လုံတိုင်းဒီဖုန်းကစက်ကဟန်းရင်းပဲဘာလို့လဲမြစ်ပေါ်တက်ပြီးရောဖုန်းကောင်းလေးပဲခိုင်းလိုက်ပါလားငါသူ့ကိုဖုန်းဝယ်ခိုင်းတော့လဲသူကပတ်ဆက်မရှိဘူးညင်ကြီးလားဒါကြောင့်မလို့ငါဒီဖုန်းဆုံးနဲ့ရိုက်နေရတာပေါ့ဟဲ့အဲ့လိုဆိုလို့ရှိရင်ငါပြန်ရိုက်ဦးမယ်ငါလည်းကိုရော့အဲ့တိုင်းရိုက်မလေးနေပါပြီဒီလိုကလည်းလေတစ်တော့ရိုက်ပေးတာကိုစိတ်မပါဘူးငါကံကောင်းတော့ဒီမှာလဲလိုက်လို့ချင်းငါပေါင်ကျိုးမှာဒီလိုကဘယ်မှာခိုင်းလို့စေလို့ရတာမာယာလည်းရိုက်ပေးရသည်ငါဆက်လီဖြစ်ချင်လို့သာငါတစ်တော့ရိုက်နေဒီဖုန်းကလည်းဟန်းနေတာလေးလုံးကိုတော့ငါချော့မော့ပြောမှရတော့မယ်ငါဆက်လီအရန်ဖြစ်ချင်တာသူ့ပြောပြီးဝယ်ခိုင်းလိုက်တယ်လေအဲ့လိုပဲဝယ်ခိုင်းရတော့မှာမဟုတ်မောင်ဖုန်းလေးတစ်လုံးတော့မြို့တက်ပြီးဝယ်ပေးပါလားတစ်တော့ရိုက်ရတာအဆင်မပြေဘူးဆက်လီကဖြစ်ချင်နေပြီပတ်စံမရှိလို့ပါဗျာရှေ့ပြောမနေဘူးကွာတော့ဆယ်လီကဖြစ်ရှင်သေးတယ်ဒီကလည်းလေငါဖုန်းဝယ်ခိုင်းတယ်ပတ်ဆက်မရှိဘူးချင်းညီးနေတာမရှိလို့မရှိဘူးပြောတာလေအပြေးသွားလာမယ်အေးရတယ်သွားပြန်မလာနဲ့ဘယ်တော့မှပြန်မလာနဲ့မာယာလင်းလောက်ပြန်မလာသေးဘူးလားငါလည်းငါ့ကိုကြပြန်မလာလို့စိတ်ပူနေတာတကယ်ကြီးအေးပါငါလည်းပဲတစ်တော်ဆက်လီဖြစ်ချင်လို့သူ့ကိုငါဖုန်းခဏပူစားတာအဲ့တော့ငါလည်းအော်ပြလိုက်တာပေါ့အဲ့ဒါသူဝဲပေးတာလားမြို့တက်ပြီးဝဲတာလားမဝဲတာလားလည်းငါမသိဘူးဒီနေ့အထိကိုပြန်ကိုရောက်မလာတော့လင်းလုံးကပြန်မလာတော့ဘူးနင်းနဲ့စိတ်ပြေပြီးတော့အေးကန်တော့လင်းလုံးကြီးနောက်ပြောင်းနဲ့ညာချင်းတွေ့နေလားမသိဘူးမဖြစ်နိုင်ပါဘူးနင်းမြင်ရမှာမဟုတ်တာမသိပါဘူးဒီနေ့အထိတော့ပြန်ရောက်မလာသေးတာပဲငါလည်းမျောနေတာပဲမာယာရှင်လေးလုံးဟာဒီရဲ့ဘိုင်တွေအနေထိုင်ပြစ်နေတာငါထင်တယ်ဟုတ်တယ်ကျမကလည်းသူ့ကိုဂူရဲ့ဘိုင်တွေမှာတစ်တော်တွေရိုက်နေတော့တစ်တော်ဆယ်လီဖြစ်ချင်တာနဲ့ဖုံးကရိုက်လို့မကောက်ဆက်ကဟန်ပုံကမပေါ်သူ့ကိုရိုက်ပေးခိုင်းတော့လည်းပဲတယောက်နဲ့တယောက်အော်ဟစ်နေတာကိုမြို့တက်ပြီးတော့ဖုံးအစ်ဝဲပေးပါဆိုပြီးခိုင်းတဲ့နေရာစဒီနေ့အထိကိုပြန်မလာသေးတာညောလေဟုတ်ညကဒါကုန်မဲ့လားဟုတ်တယ်ဒါကုန်မဲ့နေပါဖြစ်လို့လည်းမသိညီမလေးကို KTV ကညော KTV မဟုတ်နော်ဖုန်းတိုင်း KTV ဝင်သွား KTV မဟုတ်လားမဟုတ်ဟောမသိပါဘူးငါအောက်ကဘိုးကိုရတယ်အပေါ်ထက်မှာ KTV ရှိတယ်ဆောက်ရမှာဆိုဒါဖုန်းတိုင်းရောဖုန်းကြီးဟုတ်လားဟုတ်တယ်ဟို KTV လားလို့ကျွန်တော်ဖုန်းဝယ်သွားတယ်တစ်လုံးဝယ်တစ်လုံးလက်ဆောင်ပေးတယ်
တလုံးဝယ်တလုံးလက် တလုံးဝယ်တလုံးလက်ဆောင်ပေးရဲ့ဒါကလေး ဒီမလေး ဟုတ် တလုံးဝယ်တလုံးလက်ဆောင်ဆိုဘယ်လုံးလေးပြပြီ မှာကွယ်16တလုံးဝယ်တလုံးလက်ဆောင်ဘာယူတလုံးဝယ်တလုံးလက်ဆောင်ဟုတ်ကဲ့ ဘယ်ဖုန်းမယူတလုံးဝယ်တလုံးလက်ဆောင်ရ တလုံးဝယ်တလုံးလက်ဆောင် လိုက်တယ်ကွာ ဒါပါလဲဆိုတာ16 Pro 16 Pro ဟုတ်တယ်16 Pro တလုံးဝယ်တလုံးလက်ဆောင်ပဲ တလုံးဝယ်တလုံးလက်ဆောင်50 Pro Max ဒီဖုန်းကတလုံးဝယ်တလုံးထည့်ရမှာဟုတ်လား ဟုတ်တယ်တလုံးဝယ်တလုံးရမယ် ဟာတလုံးဝယ်တလုံးရမယ်တဲ့ မယုံလားဝယ်ကြည့်လိုက်ရရင်ပြင်မယ်နော် တော်ပဲငါလည်းကန်ရတယ်မာယာလည်းကန်ရမယ်တော်ပဲကွာ ယူရမလားကွယ် အေးရမာယာငါကွာဖုန်းပူစားလို့ငါလည်းစိတ်ပြည့်ပြည့်ထွက်လာတာ ဒါဆိုမိုက်ဝယ်တလုံးဝယ်တလုံးရဆိုတော့ အေးတလုံးဝယ်တလုံးရပြီဆိုစင်ပြပါပြီ စီရီဝိုင်းအဲ့ဒါခုရှိသေးတယ်အချီရေးတွေပါလေကိုသိကျင်တယ်ဆိုလို့ရှိရင်မမဆိုင်မှာဝယ်တားတော့ပါမေးလို့ရရနော် ဟုတ်လား ဟုတ်တယ် အရှိရဲ့ကံမကောင်းဘူးကွာအရှိရဲ့ကံမကောင်းဘူး ဒါဖြစ်လို့လေ ကံမကောင်းပါဘူးကွာမပြောချင်ပါဘူး ဖုန်းလာဝယ်တားတော့ free ဟောပေးရနော် ဟုတ်လားတော်မိုက်တယ်ဆိုင်ကွာအဲ့ဒါနဲ့မြ KTV နဲ့ KT Mobile နဲ့မှားတယ် မကောင်းရတာမမှားရ ဟုတ်ပြီငါဒါယူလိုက်မယ်ထပ်လို့ရလား တော့ဘာဖြစ်ရှင်တာလဲဖွားရုပ်ဖြစ်ရှင်တာလား အော်ဘယ်ခေါ်ယူချမှာလဲဒီလိုဆိုင်မှာကတ်နဲ့ဖြတ်လို့ရလားလို့ပြောတာဟောဒီကတ်ဟောဒီကတ် ရတယ်ရတယ် ဒီကတ်နဲ့ရလား ဖြတ်လို့ရတယ် အေးရရင်ပြီးရော အောက်မှာပါလို့ဆိုရင်ရတယ်ရပြီနော် ဟမ် ဖြတ်လိုက်ပြီနော် ဟမ် အဲ့ဒါအာကိုဝယ်တဲ့လုံးမှာထည့်လိုက်ပြီနော် အေးဘာလဲမရ ဒီမှာနာတလား အမြင်ပြောတလုံးဝယ်တလုံးလက်ဆောင်ရတာ ဒီမှာတစ်လုံးဝယ်တစ်လုံးလက်ဆောင်ရမယ်ပြောရမလားဒီမှာရောဒီမှာဒါတစ်လုံးဒီမှာရောဒါလက်ဆောင် ဘာမှမပေါ့လေဒီမှာဘာမှမရှိ ပြ ဘူး ည့်လေအပြည့်လေ iPhone တစ်လုံးဝယ် iPhone တစ်လုံးလက်ဆောင်ပေးမယ်လို့ညီမလေးတစ်ခါမပြောညီမလေးပြောတယ်မှာတစ်လုံးဝယ်တစ်လုံးရမယ်လို့ပြောတာအခုဒါညီမလေးပြောထားတဲ့အတိုင်းတစ်လုံးဝယ်တယ်ဒီမှာတစ်လုံးပေးတယ်တစ်လုံးရတယ်အမှနှလုံးဖြစ်တယ်အမှနှစ်ခုအဲ့လိုပြောတာလေ ဒီတလုံးဝယ်ဒီအဲ့တလုံးလက်ဆောင်ရတာပြော ဟုတ်တယ် ဟာသွားပါပြီကွာ ကြုံကြုံနဲ့ပါပြောနေဖုန်းတစ်လုံးဝယ်တစ်လုံးပေးမယ်တစ်ခါမပြော ဟာမာယာအတွက် surprise ကွာမာယာတော့ဟာပြောက်လို့လိုက်ရှာနေရောရေလေးစိတ်နေတယ်ဟဲ့ဟိုမှာလေးလုံးပြန်လာပြီအောင်ပါ ရှင်ရမှာလေးထားလိုက်ဆမ်းပါဟာမာယာဟောဒီမှာဗျာ surprise မာယာအတွက် surprise ဟဲ iPhone ကြီးတော့ငါကငါ့ကိုတကယ်ဝဲပေးတာငါတက်တော့ဆိုရင်တော့ငါ iPhone နဲ့ရိုင်းတော့ငါဆယ်လီဖြစ်ပြီတကယ်ချင်း အေးဘောငါတို့တင်တယ်လို့မဟုတ်ပဲ အေး KT Mobile ကို तू သွားဝယ်တာ KT Mobile ကဖုန်းကိုမှငါတက်တော့ရိုက်လို့ရှိရင်ငါမကြခင်ဆယ်လီဖြစ်သွားမှာ အဲ့ဒါတော့ဟုတ်လားငါတို့လည်းဒါမျိုးလိုချင်လိုက်တာဒါပေမဲ့မားခိုင်းအောင်ပါ ဟဲ့မာယာ ရှင် လေးလုံးကနင့်ကိုရချက်ပါတယ်လို့ငါပြောတာပဲ ဩတက်ထိုင်ရစောနာတော့ကလည်းတစ်မျိုးခုကြတော့တဲ့တစ်မျိုးတကယ်ပဲတက်နိုင်တာတော့ ငါရဲ့မာယာလေးတက်တော့ရိုက်လှလှပပလေးရိုက်အောင်တကယ်ဆယ်လီစက်ကြီးဖြစ်တော့အောင်လို့ မလေးဆယ်လီဖြစ်အောင်ရိုက်အောင်မှာ လက်ဆောင်လည်းပေးတယ်ဗျာပစ္စည်းကလည်းမှန်ကန်တယ်ဈေးနှုန်းကလည်းရှိုးသားအရင်ကြတယ်ဝယ်လို့ရအကုန် share ပဲဘုရားအသက်တွေခေါ်ယူတယ် KT Mobile မှာ ဒါဆိုရင်လိမ့်စာလေးပြောပါဦးလား ဟိတ်တာလား อืม လဲတယ် อืม စိုင်းရင်9လမ်း အင်း အမှတ်43နှစ်လောထက်မှာ ဟုတ်လား KT Mobile ဆိုပြီးရှိတယ်ဗျာ ဩ ဆိုင်ခွဲတွေကလည်းအများကြီးထပ်ဖွင့်ထားတာအခုဆိုင်ခွဲ2ဆိုင်ရထပ်ဖွင့်ထားတာ ဟုတ်လား ဟမ် ဒါကြောင့်ငါနှလုံးသားကြီးကိုချစ်တာ ရှစ်တာလုံးမနေနဲ့ဗျာဖုန်းလေးရလည်းကောင်း အင်း ဟမ်ဖုန်းဆိုင်ရလည်းကောင်းဖုန်းဆိုင်ရဆိုင်ချင်းတဘောပေါက်တယ်ဗျာ ဟုတ်လား ဟုတ်တယ် ဒါဆိုလို့ရှိရင်တော့နောက်တစ်လုံးထပ်ဝယ်ပေး တလုံးဆိုတော့ပြီလေ ဩဆယ်လီဖြစ်မှာလေဆယ်လီဖြစ်လို့ရှိရင်နောက်တစ်လုံးထပ်ဝယ်ပေးနော် ဆယ်လေးဖြစ်မှာဝယ်ဆယ်လေးဖြစ်မှာဝယ် အေးပါအေးပါဟုတ်ပြီဟုတ်ပြီ
အဲ့ဆိုင်ရဲ့ဖုန်းနံပါတ်ကလေးပြောပါဦးလား ဖုန်းနံပါတ်ပြောမယ် ပြော ဖုန်းနံပါတ်က39 533356 ဩ Telegram နဲ့မှားလို့ရတယ် ဟုတ်လား Viber နဲ့မှားလို့ရတယ် ဩ အဲ့ကုတ်မှားလို့ရတယ်ဗျာ ဟုတ်ပြီဟုတ် တ ပြီ ပေါ်ကနေပြီးတော့လည်းမှားလို့ရတယ် ဟုတ်တယ်ပြီး order မှာပြီးလို့ရှိရင်တို့က daily နဲ့လာပြီး up ပေးတယ် ဟုတ်လား ပေးတယ် ဒါဆိုအဆင်ပြေတာဗော ပြေတာဗော မလေး အေးကြလိုက်ရတယ်နီး ဟုတ်လားအဲ့ဒါကြောင့်နှလုံးသားကြီးကိုချစ်တာဝါ ဒါဆိုရင်တော့ရှစ်သူကို subscribe ပေးချင်ရင် KD Mobile ကိုတတိယလိုက်တော့ပြည့်တက်ကြီးရင် KD Mobile ရဲ့လိပ်စာလေးရတော့ အမှတ်43လဲတဲ့စိမ့်ရင်ကလည်း2လွှာမှာရှိပါတယ်နော် အရေးအတွင်းမြေ iPhone တွေကို model အနှိမ့်ဆုံးကနေထောင်ဆုံးအတွက်အမြင့်ဆုံးအထိစိတ်ချရွှေ့ရှိနိုင်တယ်လို့ iPhone မျိုးကိုလည်းတနေရာထဲမှာရှိနိုင်ပါတယ်။ဒါအပြင် iPad, MacBook နဲ့ Apple Watch စုံလင်ကိုလည်းစိတ်ချရတဲ့အမှားခံချက်တွေနဲ့ဟောက်ချပေးနေပါပြီ။ကျွန်တော်တို့စီမှာဝယ်ယူတဲ့ပစ္စည်းတိုင်းတွေစာဖက်ပိုင်းကိုအမှားခံချက်ပြီးပေးထားတဲ့ပြင်ငွေလုံးဝမသုံးချင်သူများအတွက်လည်း8000တသိန်းကနေစတင်ပြီးအရေးကြစနစ်နဲ့လွယ်လွယ်ကူကူရှောက်ထားနိုင်ပါပြီခင်ဗျာ။ဆိုင်လေးစာလေးကတော့လဲတန်းဆိုင်ကြီး9လမ်းအမှတ်43နှလွှာမှာဖြစ်ပါတယ်။အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်39933336ကိုအခုပဲဆက်သွယ်ဆုံးဆလိုက်ပါခင်ဗျာ။